ဒုတိယအချိန်မြောက်လာလျှောက်တာနော် ဒုတိယ နှလုံးဒီကောက်လျှောက်တာနှလုံးဒီကောက်လျှောက်တာမြန်ပါတယ်ရှေ့တစ်ခေါက်ထက်ဆိုင်တော့တော်မြန်တယ်နော်ရှေ့တစ်ခေါက်ကနည်းနည်းကြာတယ် ဟုတ်ပြီဘာညာပေါ့ လုံးဝကြတော့နှုတ်ဆက်လေးကို black တတိဘယ်လိုဟုတ်ကောင်နော်ဘယ်လို black ကဟိုတာဟို120ဟုတ်တယ် grow way ဆို120ဒီကောင်တွေက 5G stable ဆိုနိုင်နောက်ကျောကြည့်လိုက်ပြောင်းနေတာလှလာတော့လှတော့တခုပဲကွာနည်းနည်းလေးထူသွားတာတခုပဲ15 Pro Red တက်စားနော်ဒီကောင်တွေကနည်းနည်းထူသွားကွာကြတော့15 C 15 C RAM 825စစ်နေ နောက်ကျော်လေးလေလှ break တဲ့သူကနှလုံးလျှောက်သွားတာ